ဟုတ်ပြီကျမတို့တွေ weekly plan ဆွဲပြီးပြီပေါ့နော် weekly plan ဆွဲပြီးပြီဆိုလို့ရှိရင်ကျမတို့ဘာထပ်လုပ်မလဲဆိုရင် daily lesson plan စပြီးတော့ဆွဲလို့ရပါပြီဆိုတော့ကျမတို့အချိန်နေထိုက်တဲ့ဘယ်တွေမှာပြောခင်မှာပေါ့နော်အရင်ဆုံးကျမတို့ daily plan လေးကိုဆွဲပါမယ် daily plan မှာဆိုလို့ရှိရင်ကျမတို့ကတစ်လမှာရက်20တင်ရမယ်ဆိုပါစို့ဒါဆိုလို့ရှိရင်ရက်20စာမှာကျမတို့ဒီတစ်ရက်မှာဘာတွေတင်သွားမယ်ဆိုတော့ note ကလေးတွေထုတ်တောင်းပြောတာဖြစ်ပါတယ်ဆိုတော့ကျမကထိုက်တဲ့ပဲအတိအကျနဲ့ daily plan မဆွဲခင်မှာ pre daily plan လေးရင်ဆွဲတာဖြစ်ပါတယ်ဆိုတော့ daily plan လေးကဘယ်လိုဆွဲရမလဲဆိုရင်ကျမတို့တွေခုနပြောခဲ့သလိုပဲတစ်လမှာရက်ပေါင်းစင်သွေးတွေဖန်လိုက်မယ်20လောက်ရှိတယ်ဆိုရင်day 1 day 2 day 3တွေကနေ day 20အထိပေါ့နော်ဒါတရက်မှာဘာလေးတင်သွားမယ်ဆိုတဲ့ခေါင်းစဉ်လောက်ကလေးတွေကိုကျမတို့က note လေးထုတ်တာဖြစ်ပါတယ်ဆိုတော့ဒါကြီးကမဖြစ်မထုံးရမှာလားထုံးမရမှာလားဆိုမဟုတ်ပါဘူးเนาะကျမတို့တကယ်ကိုစနစ်တကျနဲ့ပြစ်ချင်လို့ဒါကျမအစင်ဆွဲထားတာဖြစ်ပါတယ်ပို့ပြီးတော့လည်းအခုမှလေးလာနေတဲ့တစ်ချက်ဆိုလည်းပို့ပြီးတော့ရှင်းသွားအောင်ပေါ့နော်ပို့ပြီးတော့ရှင်းသွားအောင်တစ်ဆင့်ချင်းစီလေးကိုဖြည်းဖြည်းချင်းဆွဲပြထားတာဖြစ်ပါတယ်ဆိုတော့ကျမတို့တွေdaily plan daily lesson plan ကိုကျမက1 to 20ကိုဆွဲပြထားပါတယ်group မှာလည်းပို့ပေးပါမယ်နောက်တစ်ခုကကြတော့ကျမတို့ဒီလိုမျိုး daily plan ဒီဆွဲလာတာချင်းဒီကျမတို့ဟိုးက annual curriculum နဲ့ကနေစပြီးတော့ monthly syllabus အဲ့လိုမျိုးအစင်းစင်းကိုမှတေချာဆွဲလာခဲ့တာဖြစ်ပါတယ်ဆိုတော့တစ်ခုနဲ့တစ်ခုကလည်းချိတ်ဆက်မှုရှိပါတယ်အဲ့တော့ပြန်ကြည့်တဲ့အခါမှာပေါ့နော်ဟိုးရှိကyearly calendar ကနေစပြီးတော့ကြည့်ပေးပါ yearly calendar ကနေပြီးမှannual curriculum ပေါ့ဒါမျိုးလေးတစ်ဆင့်ချင်းစီကိုတေချာကြည့်လာမှပဲရှင်းလင်းတော့မှာဖြစ်ပါတယ်ဆိုတော့ကျမက group မှာ daily lesson plan လေး pre daily lesson plan လေးကိုကျမကရက်20စာလေးကို note လေးထုတ်ပြထားပေးပါတယ်ရှင်ဒါလေးကတော့ကျမတို့ January တလစာအတွက်ပေါ့နော်pre daily lesson plan လေးဖြစ်ပါတယ်1 to 20ရက်ပေါင်း20စာထုတ်ပြထားဖြစ်ပါတယ်ရှင်ဆိုရင်ဒီမှာဆိုလို့ရှိရင်1ကနေ20 t ပေါ့နော်ဒီ 20 t ဘာတွေသင်မယ်ဆိုတဲ့ note ကလေးတွေကိုထပ်ပြီးတော့ထုတ်ထားပေးတာဖြစ်ပါတယ်ဒါကလုံးဝအသေးစိတ်ကြီးမဟုတ်သေးပါဘူးရှင်